မေလေးရဲ့ YouTube channel ရအကူမများအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ် YouTube channel ရအကူမများအားလုံးဗီဒီယိုလေးကိုမကြီးမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်ရက်ခံချင်ပါတယ်ညနေစေ4 နာရီ30မိနစ်အတွက်အကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွန်းတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမကြီးမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါမေလေးရဲ့ YouTube channel ရအကူမများ subscribe နှိပ်ပြီးသားအကူမများလည်းလက်မလေးတွေနှိပ်ပြီးတော့ share ရမယ့်နေရာလေးတွေမှာshareသွားပေးပါsubscribe မလုပ်ရသေးတဲ့ကိုမများလည်း subscribe လေးတွေနှိပ်ပြီးတော့လက်မလေးတွေနှိပ်သွားပေးပါ share လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေသွားပေးပါလို့မြတ်ရက်ခံချင်ပါတယ်တူတယောက်တည်းပေါက်တာနဲ့ဆိုင်ရင်အများမြင်အများသွေးအများပေါက်အောင်လို့မဝန်းကူညီပေးကြပါလို့မိလေးရဲ့ YouTube channel ရနေပြီးတော့မြတ်ရက်ခံချင်ပါတယ်မိလေးရဲ့ YouTube channel ရအကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမခြင်းတွေနဲ့အတူအသက်ရှူတိုင်းငွေတွေဝင်ပါစေဒီထက်မကစီးပွားရေးတွေအောင်မြင်တိုးတက်ပါစေလို့မေလေးရဲ့ YouTube channel ရဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်ညနေစေ4 နာရီမိနစ်30မှာအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွန်းတွေကိုစူးစမ်းထားပေးပါတယ်ဗီဒီယိုလေးကိုမကြီးမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်ရက်ခံချင်ပါတယ်ညနေစေ4 နာရီ30မိနစ်အတွက်အကောင်းဆုံးမိန့်ခွန်းနဲ့အကောင်းဆုံးပတ်တီးရ3 ချစ်ပတ်တီး3နဲ့ပတ်သက်ရင်30 31 35 36ချစ်နဲ့ပတ်သက်ရင်80 81 85 86 3 ချစ်ပတ်တီးချစ်3နဲ့ပတ်သက်ရင်30 31 35 36ချစ်နဲ့ပတ်သက်ရင်80 81 85 86 3 ချစ်ပတ်တီး3နဲ့ပတ်သက်ရင်30 31 35 36ချစ်ပတ်တီးမှာဆိုရင်ချစ်နဲ့ပတ်သက်ရင်80 81 85 86ပတ်တီးပတ်မဲ့အကူမများအားလုံးပတ်တီးပတ်မဲ့အကူမများအားလုံး main ဩကွက်အနေနဲ့ပတ်တီးပတ်နိုင်တဲ့အကူမများတော့ပတ်တီးလေးကိုပတ်စေခြင်းနဲ့ပတ်တီးမပတ်နိုင်တဲ့အကူမများကြတော့ main ဩကွက်လေးကိုပဲတတ်နိုင်တဲ့လောက်လေးလိုက်ထိုးပေးလို့ရအောင်လို့ main ကွက်လေးကိုထုတ်လာပေးပါတယ်ရှင် main ဩကွက်အနေနဲ့ကတော့3 နှစ် 3 ခွန်ပဲ2 ကွက်ပဲတင်ထိုးပေးပါအကူမများပတ်တီးပတ်နိုင်တဲ့ကိုမများကတော့ပတ်တီးလေးတွေကိုပတ်စေချင်ပါတယ်ပတ်တီးမပတ်နိုင်တဲ့အကူမများကတော့မိန်းခွက်အနေနဲ့3 နှစ်နဲ့3 ခွန်အဲ့နှစ်ကွက်ကိုတတ်နိုင်တဲ့လောက်လေးထိုးရပေးပါလို့မြတ်ရက်ခံချင်ပါတယ်မိလေးရဲ့ YouTube channel ရကိုမများဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါညနေစေ4 နာရီ30မိနစ်အတွက်မှာအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန်းခွက်တွေကိုညှဝေပေးသွားတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်ရက်ခံချင်ပါတယ်မိလေးရဲ့ YouTube channel ရအကူမများ subscribe နှိပ်ပြီးသားကိုမများလည်းလက်မလေးတွေနှိပ်သွားပေးပါshare လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးသွားပါ subscribe မနှိပ်ရသေးတဲ့ကိုမများလည်း subscribe တွေနှိပ်သွားပြီးလက်မလေးတွေနှိပ်သွားပေးပါတူတယောက်ချင်းစီတိုင်းကိုလက်မလေးတွေနှိပ်သွားပေးတဲ့အတွက်မို့မေလေးရဲ့ YouTube channel မှာဥစွာပထမကျေးဇူးတင်စကားကိုနှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်မေလေးရဲ့ YouTube channel ရအကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမခြင်းတွေကိုပြည့်ပြည့်စုံစုံနဲ့သိသွားတိုင်းကိုပါလူရင်ဆန္ဒတွေတလုံးတဝါနဲ့ပြည့်ပြည့်စုံပါစေလို့မေလေးရဲ့ YouTube channel ရနေပြီးတော့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ညနေစေ4 နာရီ30မိနစ်အတွက်အကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန်းခွက်တွေကိုမျှဝေပေးသွားတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမကြီးမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါညနေ4 နာရီ30မိနစ်အတွက်မှာအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန်းခွက်က3 ချစ်ပတ်တီး3နဲ့ပတ်သက်ရင်3ပတ်တီး3နဲ့ပတ်သက်ရင်30 31 35 36sorry 3 ချစ်ပတ်တီး3နဲ့ပတ်သက်ရင်30 31 35 36ချစ်နဲ့ပတ်သက်ရင်80 81 85 86 3 ချစ်ပတ်တီး3နဲ့ပတ်သက်ရင်30 31 35 36ချစ်ပတ်တီးချစ်နဲ့ပတ်သက်ရင်80 81 85 86
ပတ်တီပတ်နိုင်တဲ့အကူမများကတော့ပတ်တီလေးတွေပတ်ပါပတ်တီမပတ်နိုင်တဲ့အကူမများကတော့မိန်ကွက်လေးတွေကိုပတ်နိုင်တဲ့လောက်လေးထိုးလို့ရပါတယ်ချင်းအကောင်းဆုံးမိန်ကွက်အနေနဲ့ကတော့မီလေး2ကွက်ထုတ်ထားပြီးပါတယ်3နှစ်နဲ့3ခွန်းကိုအ2ကွက်ပဲတင်ထိုးပေးပါမီလေးရဲ့ကြီးရှင်နေရအကူမများကိုအတွက်အကောင်းဆုံးမိန်ကွက်အနေနဲ့3နှစ်3ခွန်းအ2ကွက်ကိုပဲတင်ထိုးပေးပါချင်းမီလေးရဲ့ကြီးရှင်နေရအကူမများအားလုံးနဲ့မိသားစုဝင်အပေါင်းအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမခြင်းတွေနဲ့တလုံးတဝါနဲ့ပြည့်စုံနေပါစေလို့မီလေးရဲ့ကြီးရှင်နေရနေပြီးတော့ဆုတောင်းမြတ်တာပို့သလိုက်ရင်လည်းဗီဒီယိုလေးကိုဒီနေရာမှာနေခဏခဏသွားမှာဖြစ်ပါတယ်ရှင်